အားလုံးပဲမင်္ဂလာပါဒီ Daily Summary Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျင်နာသူနဲ့ရက်ဆက်သူတခါမြင်းပိုင်ရှင်လူနှစ်ယောက်ရှိပြီးပထမမြင်းပိုင်ရှင်ပြောဆိုချန်တမ်းပြီးရက်ဆက်ပြီးမညာတာတတ်တဲ့သူဖြစ်တယ်ဒုတိယမြင်းပိုင်ရှင်ကတော့သူ့ရဲ့မြင်းပေါ်ကျင်နာယူဆိုင်ပြီးကျင်နာတတ်တဲ့သူဖြစ်တယ်တနေ့တော့အခါမှာမြင်းပိုင်ရှင်နှစ်ယောက်ရဲ့တိုင်းမျိုးအခြားနိုင်ငံလာရောက်တက်ခဲ့ခြင်းခံကြရတယ်သူတို့လည်းပြင်းမင်းရအခြားသောယောက်ျားများနဲ့အတူစစ်တိုက်ဖို့ရထွက်ကြရပါတော့တယ်သူတို့ကိုယ်စီပိုင်မြင်းတွေကိုစီးတင်လျက်စစ်မြေပြင်ကိုထွက်ခဲ့ကြတယ်ရန်သူများနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့အခါရန်သူများဘက်ကအာသာတစ်ဖြစ်မြင်းပန်ရှင်တို့လုံးပဲအရေးနှိမ်ကထိခိုက်ဒဏ်ရာရကြတယ်စစ်ပွဲလယ်မှာမြင်းမော်ကကိုစီကုံကပြုတ်ကျခဲ့ကြတယ်အဲ့ဒီအခါမှာကျင်နာတဲ့သူမြင်းပန်ရှင်မြင်းဟာတခင်ဖြစ်သူခါးလယ်မှာခါဘက်ကိုကိုက်ချီလျက်စကန်းရှိရစီအပြေးနေလာခဲ့ပါတော့တယ်ရက်ဆက်ကျန်းတန်းသူများရဲ့မြင်းကတော့သူ့ရဲ့မြင်းပန်ရှင်မြင်းမော်ကိုပြုတ်ကျသွားတဲ့အခါမှာပြန်လည်ပြီးမြင်းစီရောက်သွားကစကန်းတို့ပြန်ကြိုးစားတော့လေမြင်းမှာမိမိပန်ရှင်ဖြစ်တဲ့မိမိကိုရှိုင်းနဲ့ကန်ကြောတော့မေကိုအထင်ရောက်လျက်ပန်ရှင်ကိုအကက်မခံပဲထွက်ပြေးပါတော့တယ်နောက်ဆုံးမှာတော့ရန်သူလက်ချက်ပဲရက်ဆက်သူမြင်းပန်ရှင်ပါအသက်တည်ဆုံးသွားပါတော့လေဒီပုံမြင်လေးမှာလည်းလူဝပြောနဲ့တိရစ္ဆာန်တော်မှာရက်ဆက်သူနဲ့ကျွန်တော်တို့ပေါ့တုံ့ပြန်ပုံရင်မတူဘူးဆိုတော့ပြသတော့ဖြစ်ပါတယ်အကျဉ်းတရားထားရင်ကိုယ့်ရဲ့အကျဉ်းတရားကိုသွေးဆန်တော်မှာနားလေဆိုတဲ့သဘောပါပဲကဲပုံမြင်လေးရောက်လောက်ပါပဲဗျအဆုံးထိနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ရတဲ့လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျေးဇူးပါ